မုံဖိုးပေးတဲ့တတကိုဘာတွေပြောချင်နေတော့ဒီမှာ68သိန်းကျော်ကြီးတော့ အလောက်ထိအများကြီးမြူချင်း ဒါအဲ့လောက်ထိအများကြီးမလို့ချင်ဘူးတတဦးပြောမယ်တခြားနားထောင်ပေးနော်တတဦးကိုမှတ်မိလား ဒါဥကိုဂျေစုမမေ့ပါ ဦးကျေးဇူးမမေးပါဘူးဦးကိုသိလား ဘူးဥဖြစ်နေတာပြန်လာလူမှာပါ ဘယ်လိုလဲ ဥဖြစ်နေပြန်လာလူမှာ အော်ဦးဖြစ်ရလဲပြန်လာလူမယ်အေးဟုတ်ပြီဦးနော်ငါတို့အခုနေရထိုင်ရတာတက်တာလား ပါတယ် ကြည့်လိုက်မယ်နော်ခဏလက်လို့ရလားသသဒီအောက်ကကိုက်နေလားဟုတ်လားနဲ့ခဏတိုင်းអော်နေနား ကိုက် လား တယ်တခါလေးကိုက်တယ် ကိုက်တာလားဆောင်းတော့ဆိုကိုက်တာပေါ့နော်အစားရစားနိုင်လား စားနိုင်တယ် စားနိုင်တယ်ဦးကပထမတစ်ခေါက်လာသွားသေးရလေဦးနဲ့ဟိုနဲ့ရီမောမောစကားတွေပြောတာ ဒီတယ် သိလားဦးနာမည်ကဦးဖြိုးတယ်အမှတ်ထား ဥပြော လွယ်လွယ်လေးပဲနော်ဦးဖြိုးလို့မှတ်ထားလိုက်နော်ဦးဖြိုးမကြသားစီကိုနောက်ကြလာမယ်နော်ဒါဒီမှာမစင်နေဘူးမလားအေးဟုတ်ပြီ ဥကပတ်စံနေအများကြီးကဘာလို့မလို့ ဒါပိုက်ဆံနေဟုတ်လို့လား ဟုတ်တယ် ဟုတ်လားအများကြီးလား ဟုတ်တယ် ဟုတ်လားဘယ်လောက်လို့တော့တတလေးဘာတွေလောက်ချင်တော့ရုပ်တွေဝယ်မှာလား ဒါဆိုင်ကယ်ပဲဝယ်ချင် ဆိုင်ကယ်ဝယ်ချင်တာโอเคအဲ့ဆိုဆိုင်ကယ်ဝယ်ရမှာပေါ့တတနော်အဲ့ဆိုဦးတတလို့ချင်တဲ့ဆိုင်ကယ်လေးဝယ်လို့ရအောင်လှူပေးမယ်လေဝယ်မှာလား ဝယ်မ ဒါတွေပျောက်သွားရင်ဆိုင်ကယ်လေးဝယ်မယ်မိမိတို့ဝယ်ခိုင်းမယ်နော်အဲ့တော့တတဦးက မာထားပတ်စံပြန်ပေးရအောင်မှာတဲ့ ဟုတ်လား လိုလေးရတဲ့ ပတ်စံလိုရတယ်လားမှားထားရလား ဟုတ် ဟုတ်လားအဲ့ဆိုရင်ဦးပေးခဲ့တော့မယ်ဦးတတကိုပေးခဲ့တော့မယ်မလိုတော့ဘူး ဟုတ် နော် ဆယ်ရင်းနဲ့လူလာ ဘ တဲ့ ယ်လောက်လိုတွေရတော့ပြော ဆယ်ရင်းနဲ့လူလာတဲ့ 10သိန်းလောက်ပဲလိုရလားဟုတ်လား ဟုတ်တယ် ဆိုင်ကယ်ဘုက10သိန်းလောက်လိုတယ် ကိုတင်တော့ဆိုင်ကယ်ကိုဘယ်လောက်လိုရတော့ ဆိုင်ကယ်ဘုဘယ်လောက်လိုရတော့လဲမေးကုန်ပြီရတယ်လိုတလောက်ကိုပို့လို့ဆိုင်ကယ်ဝဲပြီးရင်လဲလေတတလိုတာတွေဖြည့်လို့ရအောင်ထပ်လှူခဲ့မယ်ကြလားအဲ့တော့တတနဲ့ဦးနဲ့စကားတွေပြောရင်းနဲ့တတအလှူငွေတွေတတကိုပေးမယ်တတဒီနားလေးမှာပုံလိုက်မယ်နော်ဒီလက်ကဒီမလာနဲ့နော် ဟုတ်ပြ နော် ဟုတ်ကဲ့ပြ အတူတူကြည့်မယ်နော် ဟုတ် တတဒီစာနားထောင်မယ်နော်ဒီမှာ10သိန်းဒီလိုတစ်စီးကိုတတ10သိန်း ဟုတ် နော်10သိန်းဒီမှာသိန်း20သိန်း30သိန်း40သိန်း50တိုက်ထားပြုံးနော်သိန်း60သိန်း80သိန်း80သိန်း90နော်95သိန်း98သိန်း98သိန်းနဲ့2000တတရေဒီပိုက်ဆံတွေအကုန်လုံးက68သိန်း2000 ဟုတ် 68သိန်း2000လုံးကိုတတလေးကိုပေးခဲ့မှာတတလေးဆိုင်ကယ်တွေဝယ်ခြင်းနဲ့ပြီးရင်ဆိုင်ကယ်ဝယ်ပြီးရင်တတလိုချင်တာတွေလုပ်လို့ရအောင်ဟုတ်ပြီနော်မုံဖိုးပေးတဲ့တတကိုဘာတွေပြောချင်နေတော့ဒီမှာ68သိန်းကျော်ကြီးတော့ အလောက်ထိအများကြီးမြူချင်း